Hey, what's going on, guys? Welcome back to my vlog. ကျွန်တော် angle ကိုတောင်းဖြစ်ပါတယ်။မနက်9 နာရီထားပြီးမှစောစောသွားမှာပဲဒါပေမဲ့ဒီမှာရန်အိတ်တော့ဘယ်သူမှမထားနိုင်ပါဘူး။ထားရတဲ့လူတွေလည်းပြန်အိတ်သွား angle ကိုအခုမနက်စာစားပြီးသွားမလားဒါမှမဟုတ်ပေါင်းလေးပဲဝယ်ပြီးသွားမလားမသိဘူး။ဘယ်ပါ sun kiss လား sun kick လားမသိတော့။နေရပြင်းတယ်။အော်ဘယ်ရောက်သွားတော့တုတ်တုတ်ကအခုလမ်းပြောင်းနေပါတယ်လို့တုတ်တုတ်ကဟိုဘက်လာမှလို့ဒီဘက်လာမှလို့လို့ကျန်လမ်းမှာလည်းတုတ်တုတ်တွေအများကြီးရှိပါတယ်ဒါပေမဲ့ဈေးသိရမလားhow much ဆိုတာနဲ့ကိုဈေးရိုက်မှာဆိုတော့grocery မှာလိုက်တယ်လားဟုတ်လားလာဒီမှာတော့ကျွန်တော်တုတ်တုတ်နဲ့အန်ကိုကိုသွားပြီးဖြစ်ပါတယ်အန်ကိုဝင်ဖို့လက်မှတ်ကအဲ့ရဲ့ ticket center ဆိုတဲ့နေရာတစ်ခုရှိတယ်ပြီးတော့ entrance သွားတာတစ်ခုရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ်နားမှာဝယ်အဲ့ရဲ့ ticket center တနေရာသွားဟိုဘက်ကိုတနေရာသွားမလို့ကျွန်တော်အဲ့ရဲ့ entrance ကိုပဲကျွန်တော် location ထောက်ပြီးသွားကြည့်ပါမယ်လို့အမှI don't know တွေပါဟိုဟာလောက်ပြီးတော့ဝင်ကြည့်မယ်ဝင်လို့မရအောင်ဆိုရင်တော့ ticket center ကိုပြန်ပြီးကျွန်တော်တို့တုတ်ငါးပြီးသွားမှာပေါ့နော် Body သိနေသေသွား Audi နဲ့တုတ်ပါသွားရှုပ်လို့မရပါဘူးအေးရမင်းရ9 minutes ဆိုရင်အန်ကိုရောက်ပါတော့မယ်အားလုံးမင်္ဂလာပါဟုတ်ကဲ့ပါကျွန်တော်အခုအန်ကိုရောက်နေပါပြီအန်ကိုရဲ့ဝင်ပေါက်လိုမျိုးနေရာမှာရောက်နေတာပေါ့အန်ကိုရဲ့ဝင်ပေါက်နေရာမှာရောက်နေတယ်ဒါပေမဲ့ဒီမှာဝင်လို့မရဘူးဝင်လို့မရဘူးဆိုတော့ तू ကမြို့ထဲမှာဟိုပါလဲဘာခေါ်လဲမြို့ထဲမှာ ticket ကိုဝယ်လာပြီးတော့မှဒီမှာဝင်လို့ရမှာအခုကဟိုမှာအဝေးမှာကျွန်တော်တို့အဝေးကိုလမ်းလျှောက်ရမယ်ပြီးတော့အဲ့ရဲ့နောက်ဆုံးကိုရောက်သွားရင်လည်းဝင်လို့ဟိုပါလဲလက်မမရှိဝင်လို့မရသူကthank you after the bicycle okay we will contact you okay thank you so much ဒီမှာတော့မြို့ထဲပြန်သွားကြမလို့တော့ပါဘူးလို့အခုကကျွန်တော်တို့အန်ကောရဲ့ဒီဘက်နည်းနည်းလမ်းလျှောက်သွားလိုက်ရင် one day pass တရက်ထဲဝင်လို့ရတဲ့ဟာဒီနားမှာဝင်လို့ရတယ်တဲ့ဒါပေမဲ့အဲ့ဒါပြောပြတဲ့ဓာတ်ပုံဆရာကြီးတောက်လျှောက်လိုက်ပြီးတော့စတော့မပြောပြဘူးအေးစတော့မပြောပြဘူးမြို့ထဲသွားမယ်ပါညာပြောပြီးတော့ကိုကငါတွေ့တော့မှဟုတ်ကဲ့ပါလို့ကျွန်တော်အခုဈေးတန်းလိုမျိုးပန်းချန်လိုမျိုးဘက်လေးကိုရောက်နေပါတယ်မနက်စောထလာပေမဲ့လည်းစောတော့မရောက်လာပါဘူးဒါပေမဲ့ lighting လေးတော့မစိုးပါဘူးကျွေးချစ်သူများအဖွဲ့ticket ဝယ်ရနေဟုတ်ကဲ့ပါကျွန်တော်တို့ ticket center ကနေအခုမြို့ထဲပြန်ဝင်ပါမယ်ဟုတ်လဲဆိုတော့ကျွန်တော်တို့ကခဏ money exchange မှာ ticket ဝယ်ဖို့ဆိုတော့ပတ်စံတွေလဲခဲ့ပြီးတော့ဒီမှာကျတော့ အဲ့တော့ cash နဲ့ပေးမရ ဝင်မို့ ticket ကအဝေးမှာထား အေးလေအခုဆိုရင်တော့အမလေးစပင်းနေရှုပ်ပွားနေတယ်အခုဆိုticket ဝယ်နေအောင်ရောက်လာပါပြီကျွန်တော်အန်ကာဝုတ်ကနေဆိုရင်ပြန်ပြီးတော့15မိနစ်လားမိနစ်20လောက်ကျွန်တော်ပြန်ပြီးစီးလာရတယ်ပေါ့ကျွန်တော်တို့အခုမတ်ပုံတင်ပုံစံလိုမျိုးလေးပေါ့နော်ဒီမှာသွားတဲ့နေရာတိုင်းကတော့တုတ်သမားတွေရောဟိုကဗာလဲဓာတ်ပုံရိုက်စရာတွေရောအကုန်လုံးကသူတို့ဟာငါ့ဖို့ပဲပြောနေတယ်ဒီကမ်ဘောဒီးယားမှာဆိုရင် Tata ဆိုတဲ့ application နဲ့ TADA အဲ့ဥစ္စာလေးနဲ့ငါပြီးသွားရင်ဈေးသက်သာပါတယ်လို့ပြီးရင်လည်းaccount တစ်ဖွင့်လိုက်တယ်ဆိုသူကကူပွန်လေးရတယ်အဲ့လို ticket လေးဟိုဟာ 50% ဘယ်နဲ့ခရီးဘယ်နှခုလောက်လဲမသိဘူးနော်4-5ခေါက်လောက် 50% လေ9ခေါက်လောက်တော့ရတယ်ကျွန်တော်တို့ကတော့ဟိုဟာ email တွေပိုင်းနဲ့မဟုတ်ဒီကမ်ဘောဒီးယားဖုန်းစကန်နဲ့ဖွင့်လိုက်တာအဲ့ဒါ9ခေါက်လောက် 50% off ရတယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်အဲ့လို application ခဏတော့အန်ကိုကနေဒီကိုလာတာဟိုပါပဲဖုန်းနဲ့သွားရင်9000ပဲကျတယ်အဲ့ရဲ့အန်ကိုရှိကတုတ်သမားကြီးတွေကဟိုဟာကျွန်တော်တို့3000တောင်းတယ်အသွားပြန်တယ်ပါအသွားပြန်မှာ1000ပဲကျတာ3000အဲကြောင့်ပေါ့ Tata ဆိုတဲ့ app လေးနဲ့သွားဖို့ recommend ပေးပါတယ်အခုကတော့မတ်ပုံလေးရခဲ့ပါပြီဟုတ်ကဲ့ပါကျွန်တော်တို့အခုတော့ finally order
ခုဆိုရင်တော့အန်ကယ်ဝရဲ့နောက်ဘက်ချမ်းလေးကိုရောကောက်နေပြီဖြစ်ပါတယ်တော့အနောက်ဘက်ချမ်းလားရှေ့ဘက်ချမ်းလားမသိဘူး ဟုတ်တော့ဟုတ်တယ် ခဏအပေါက်နဲ့ဒီဘက်အပေါက်နဲ့မတူဟိုဟာတက်စီသမားချသွားပြီ ဒီကောပုံလေးရမှာ မပြောတတ်ဘူးနီးရလားဝေးရလားမသိဟုတ်လားအန်ကယ်ဝရဲ့တရားပေါ့နော် ဟုတ်ပြီလား ဥပိန်တရားကိုရောက်နေရပါ ဟုတ်ပြီလားရ ကျွန်တော်အန်ကယ်ဝရဲ့ history အကြောင်းသိရရင်ကောင်းပါကွာတခုပြောလို့ရတယ်ဒါပေမဲ့ဘာမှတော့မသိပါဘူးဒီတိုင်းပဲလာခဲ့တာပေါ့နော်ဒီမှာကျွန်တော်တို့လမ်းလျှောက်နေရတဲ့နေရာ easy နဲ့တရားခုံသွားဖြစ်နေပါဒီမှာအရန်ပူတော့မျက်လုံးကမမြင်ရတော့နေကမျက်မှန်တက်ရပါမယ် ငါတက်ထားတယ် အဲလဲ ငါတက်ထားတယ် ချို့လူတွေကနော်လုံးဝပြောင်းကြမလို့ပဲနေကမျက်မှန်နဲ့သွားရှုပ်လို့မရဘူးအဲလာ ညမနဲ့နေကားတဲ့လား ဟုတ်ကဲ့ပါအဲ့နေကမျက်မှန်လေးမိုက်လာတာဟုတ်ပါအခုဆိုရင်တော့ကျွန်တော်တို့အခုနောက်ရောက်ပါတော့မယ်တော့ကဲလီကားလည်းထူးဆန်းလီကားဟုတ်ကဲ့ပါဒီမှာဒါဆိုရင်ပါ easy နဲ့ရှောက်ရတယ်ပြီးရင်လီကားလည်းသလိုဘလို့ရိုးလီကားမဟုတ်တောင်းလေးပါတယ်လီကားမျိုးအိုးမိုက်ပါတယ်လို့မြောက်တွေရှိတယ်နော်မြောက်တွေ ပုံရိုက် အဲနီးကပ်တော့ရိုက်ဟိုကကဲဒါအန်ကိုအထဲရောက်ပြီတဲ့ကျွန်တော်တို့လက်မှတ်ကဘာတော့ဝယ်လာတော့အဲဆို မလုံးဆိုတာ ဟိုဘက်အရှိပေါက်မဝင်ရရတယ်တဲ့ မဟုတ်အဲမှာလက်မလုံးမနေရရှိရခါဒါပေမဲ့ငါတို့ကတလောက်နေတင်နေတယ် ကဲဒီထဲမှာဆိုရင်တော့လေးအဆင်ပြေပါလေဟာရှုခင်းလာနေရတယ်ကြောက်ရင် outfit check လုပ်ရမှာ outfit check ဟမ် TikTok မှာတင်ရမယ်အော်မလက်မထောင်ကုန်ပြီ ကမ္ဘောဒီးယားရောက်ရင် ကမ္ဘောဒီးယားရောက်မှတရားလက်မကဲ photographer ဆရာ L1 နဲ့ model မောင်တန်းစင်ဖြစ်ပါတယ်လို့နော်ဟုတ်ကဲ့ပါဒါမောင်တန်းစင်ပါအဲလဲ post ပေးနေတာအဲလဲလောကမျက်နှာမပြောက်ဘူးလောကျွန်တော်ဒီမှာနော်ဓာတ်ပုံတွေပိုက်ရိုက် လော့တွေပိုက်ရိုက်ပြီးတော့ဖုန်းနဲ့ရိုက်နေတဲ့အခါကျကင်မရာမဟုတ်တော့ဖုန်းကဘာမှနှိပ်လို့မရတော့ကျွန်တော်ဖုန်းရက်သွားနဲ့ခဏဟိုဘက်နားကနေ vlog ကဒီနားထိရောက်လာပြီလို့ဟိုဘက်အနောက်ကနေဒီထမ်ဘော်ထိရောက်ခဲ့ပါပြီအခုထမ်ဘော်ထဲကိုသွားပြီးတော့ဘာလေးရှိလဲညာလေးရှိလဲတော့ကြည့်ကြပါမယ်ဟုတ်ကဲ့ပါ iPhone ဘွားလေးနော် iPhone hit တက်ပါ iPhone hit တက်နေလို့အခုကတော့အန်ကဝက်ဒီအထဲဘက်ကိုရောက်နေပါပြီခဏတော့ဓာတ်ပုံဝင်ပြီးတော့ဓာတ်ပုံလေးရိုက်တာ3ယောက်ပုံလေးလည်းရိုက်ရင်လည်းဓာတ်ပုံတော့ပြန်ကြည့်လို့မရပါဘူး vlog ရိုက်ဖို့နဲ့ဓာတ်ပုံရိုက်ဖို့နဲ့ဆိုရင်ဖုန်းတစ်လုံးနဲ့သုံးတာတော့အဆင်မပြေပါဘူးနေပူတော့ဟိတက်ပြီကျွန်တော်ဖုန်းဘာမှနှိပ်လို့မရတော့ပြင်ပူကျက်သွားဆိုတော့အခုမှဖုန်းနဲ့ A1 မှာပြန်ပြီး vlog ရိုက်ရဖြစ်ပါတယ်အခုအဲဒီမှာ broski တို့ဓာတ်ပုံရိုက်နေလဲ style ပေးနေစတိုင်စတိုင်ပေးနေတာတော့ကပါမှာနော်ဒီ temple ပေါ်တက်လို့ရလေကားရှိပါတယ်ကျွန်တော်တန်းစီပြီးစောင့်အောင်မယ်ဟုတ်ကဲ့ပါလို့ကျွန်တော်အဲ့အပေါ်တက်ကြည့်မှာဖြစ်ပါတယ် တက်ချင်ပါတယ် တက်ချင်ပါတယ် တသိန်းဝယ်ပေးထားရပါ တသိန်းပါကျွန်တော်လေကားနေတက်လာပါနော်ကိုတန်းစရာတော့ကြောက်လို့အမြင့်ကြောက်လို့ဒီမှာကြံခဲ့ကျွန်တော် broski 2ယောက်ပဲရောက်လာ မောတော့မောပါ ကိုတန်းစီ you soft တော့နေရာတကာသလိုအချိုင်းနေရှိရနော်ကိုတန်းစီနော်မြင်းကြောက်တဲ့လူတွေတော့ဒီလိုမျိုးတွေဒါလုံးမရဘူးနော်ကိုရီးယားတော့ဒီမှာအပေါ်မှာအမြော်အိုးငါတို့အမြော်ကင်းကိုရောက်သွားတာလေ ဟိုအမြော်ကင်းကြီးပဲ အေးဒီမှာတော့ခက်ရိုက်လို့ရဒီတော့ကိုကျင်မှာဆိုရင်တော့ဒါကမ္ဘောဒီးယားနဲ့ဘယ်နိုင်ငံရင်းနဲ့မသိဘူး ဖြစ်နေ အေးရန်စစ်ဖြစ်ခဲ့တဲ့ဟာ ဂလုံးဝထိုင်းဒါထိုင်းရရင်ဖြစ်တယ်ဘာလို့ဂလုံးဝထိုင်းလာ အော် အပေါ်ရှီပါနဲ့တွေ့ရဆို
ရန်ဖြစ်တဲ့ဟာမဟုတ်ဘူးပါဘောင်း စစ်တိုက် စစ်ပွဲအေးငါတို့တွေပြောလိုက်မှရန်ဖြစ်တဲ့ဟာတွေအန်ကိုကတမ်ပိုရနေချက်ထွက်လာပြီးတော့ဈေးတန်းလေးမှာခဏသွားနားပါမယ်နေလည်းအရန်ပူတော့တနားရီလောက်နားပြီးမှဝင်ပတ်ကြည့်ပါမယ်တော့ချို့လူတွေက3 day pass တွေပါဝယ်ကြကျွန်တော်တို့က1 day ပဲ1 day နဲ့အပီးချအန်ကိုရဲ့ဒီဘက်အဲဆိုရင်ဈေးတန်းလေးရှိပါတယ်စားစရာတောက်စရာအင်ကြီးဝယ်စရာပါညာပြီးရင်လက်မှတ်က तू ကဝင်အဲ့လိုဝင်ပေါက်ကြီးမှအဲ့လိုစစ်ရတာဟာမျိုးမဟုတ်လက်မှတ်ဝယ်ထားပြီးမှ तू ကအဲ့လိုနိုင်ငံကူးလက်မှတ်လို့ပဲ passport လို့ပဲအဲ့လိုဒီကစောင့်နေလူတွေပေါ့နော်ticket လေးပြပါအောင်အဲ့လို maybe အဲ့လို check လုပ်တဲ့ခါမှာကိုက ticket လေးကိုပြရမှာအကောင် recommend ပေးတာတော့ ticket မဝယ်ဘဲနဲ့ဒီတိုင်းလာကြည့်ပါတခုဖြစ်ရင်တော့ကျွန်တော်တို့တော့မဆိုင်ဘူးနော်ဒါဈေးတန်းတော့ရောက်ပါပြီ ဒါမှလည်းကမ်ပိန်း ဈေးတန်းကိုရောက်ပါပြီဒီကနေလဲဒေါ်လာတယ် bro ကြီးနမ Send your Fan friend it. one time play. ဒီမှာဆိုင်မှာလို့နော်ဒီမှာတော့ဝတ်စားဝယ်ရရင်တော့ဒီမှာတန့်ပါတယ်ကျွန်တော်တို့ကဈေးလေးဝင်မေးပြီးတော့တောက်စရာဆိုင်အောင်သွားမယ်လို့ပြောတာ तू ကလမ်းလျှောက်နေနေစသပိုင်းတော့$5ပြောတာပြီးတော့$4တဲ့ပြီးတော့နောက်ပိုင်းကျွန်တော်နည်းနည်းဝေးသွားခါကျ$3လို့လမ်းអော်ရနဲ့ဆိုင်ကနေဒီမှာကျွန်တော်လဲ Send your money Dale. back to buy here. Okay. I'll come back. Okay thank you Thank you. ဒီမှာနော် broski လေးကရင်းချက်စွာနဲ့အင်ဂျီဖြူလေးလမ်းဝယ်လိုက်ပါပြီအလဲအရန် shining ဖြစ်နေပါလေ တင်ငါတော့နောက်ပြန်ကြည့်တာဆက်နေမနေ ဟုတ်ကဲ့ပါကျွန်တော်ကအန်ကောဝဲတစ်ဖက်တစ်နေရာနောက်တစ်နေရာကိုပြန်သွားဖို့အတွက် Google Map ထိုင်ကြည့်လိုက်ပါအောင်မယ်အခုချိန်မှာဆိုရင်တော့ကျွန်တော်အန်ကောဝဲကနေလာပြီးတော့ဒီနားမှာရှိတဲ့တခြားတန်ပေါ်လေးသွားအောင်ဖြစ်ပါတယ်ဒါကျွန်တော်ဖုန်းကဘယ်လုံးမှဖွင့်ဟောပါလဲ Your iPhone needs to cool down ဆိုပြီးမှဖြစ်နေတာကျွန်တော် vlog ကိုရိုက်လို့မရတော့မှကိုတန်းစီရဲ့ဖုန်းလေးနဲ့ဒါလေးကိုရိုက်ပြီးတော့ကျွန်တော်အခုဒိုးနေတာဖြစ်ပါတယ်တော့ကိုတန်းစီလေးအင်ကြီးတက်လေးနဲ့နောက်လာကြည့်လိုက်ဟုတ်ကဲ့ကပ်ပဲကျွန်တော်စင်တူလေးပါဒီမှာနောက်မှာ imposter ဟုတ်ရဲ့အဖြူပဲခဏ market လေးမှာထမင်းစားနားလိုက်ပြီးတော့အခုဒါအရှိပေါက်လို့ပြောရမယ်တဲ့ဒီဘက်အရှိပေါက်မှာကျတော့ကျွန်တော် ticket ကိုစစ်ပါလေလို့ဟိုကျွန်တော်တို့ခဏတော့လာချသွားတာပေးတာတက်စီဒီမှာချပေးတော့အနောက်ပေါက်တရားကနေဖြတ်ရတာပေါ့နော်ဒီဘက်ကတော့တရားမဟုတ်ဒီတိုင်းရှောက်လန်းနေရှောက်တာပေါ့ဒါကတော့အရှိပေါက်ထင်တာပဲကျွန်တော်ဒီဘက်အပေါက်ကနေပြန်ဝင်ကြည့်တာပေါ့အဲ့ဒါ ticket တွေစစ်ပြီးတော့ကျွန်တော် ticket ကိုအပေါက်ဖောက်သွားတယ်အဲ့ဒါအခုဒီဘက်ကနေဝင်နေပါပြီဘယ်မှရောက်သွားမှာမဟုတ်ကျွန်တော်ခဏတော့ဝင်လာဟိုဘက်ပေါက်ကဝင်လာအဲ့ဘက်ကဘာမှလက်မှတ်လည်းမစစ်ဘူးဒီဘက်ပေါက်ကျတော့လက်မှတ်စစ်တယ်တုံစီတရားကိုပြန်ရှောက်ပြန်ဝင်အောင်နေရာလေးရိုက်ဟာကြောက်ရုပ်ထုထင်သွားတာလုံးဝဓာတ်ပုံကောင်းရဖို့အတွက်ပေးဆက်သူများတုံစီတရားကိုပြန်ဖြတ်ပြီးတော့အန်ကိုနေရတဲ့ထဲလေးကိုတောက်ဝဲမှာမယ်ဒီစီလေးပဲအိုးငါကင်မရာကိုလမ်းကြည့်တယ်I don't know what it all means to you တော့လာတိုင်း thank you guys for watching I hope you enjoy this cover and this monkey too thank you guys ကျွန်တော်ကမကြခင်နေဝင်ရင်တော့ကျွန်တော်ဟိုတယ်ပြန်มาတော့မယ် sunset လေးကိုခဏစောင့်ရင်လည်းမောလို့ကျွန်တော်တို့တောက်ဆရာလေးတောက်ဝယ်မှာဖြစ်ပါတယ်လို့ပြီးရင် sunset လေးကြည့်ပြီးဓာတ်ပုံလေးပါလေးရိုက်ပြီးပြန်มาတော့မယ်အဲဒီမှာဈေးတန်းလေးကျွန်တော်တို့ဒီမှာနော်ဗာလဲအေးဝယ်တောက်တဲ့နေရာမှာထိုင်ဆောင်နေဖြစ်ပါတယ်မှာဟုတ်ကဲ့ပါကျွန်တော်တို့ sunset ကိုစောင့်နေတာပေါ့ sun ကမဆက်သေးဘူး twilight အချိန်လေးကိုစောင့်ဒီမှာဆိုရင်နော် sunset အချိန်လေးကိုရောက်လို့လာပါပြီတော့ Here is the sun as you can see I am not dead alright ဒီနေ့ Uncle Wood vlog လေးကတော့လောက်ပါပဲကျွန်တော်အခုဒီရှောက်လမ်းကြီးမှာဟိုဘက်သွားဒီဘက်သွားလိုက်နဲ့ဓာတ်ပုံလေးပါလေးရိုက်ရင်ရှူကင်းလေးကြည့်နေပြန်มาတော့မယ်ဟုတ်ကဲ့ပါအားလုံးပဲကြည့်ပေးဆိုကျေးဇူးများတင်ပါတယ်နောက်တဲ့ vlog မှာပြန်ပြီးဆုံရပါမယ်bye bye အားလုံး bye bye လို့လား bye bye